သာသနာ့မွေခံဖြစ်ဖို့ကမှတ်ပုံတင်ထဲမှာဗုဒ္ဓဘာသာလို့ရည်တင်ထားရုံနဲ့ရလားမရဘူးကိုးကွယ်ရမှန်ဖို့လိုတယ်ဘာမှန်ဖို့လိုတယ်အဟောင်းတွေရရင်တော့ကိုးကွယ်ရယရနာ၃ပါးရှိတယ်ဘုရားယရနာရဲ့တရားယရနာရဲ့သံဃာယရနာရဲ့ဒီယရနာ၃ပါးကဘာတော့ကိုးကွယ်ရနဲ့အာကိုးရနဲ့အဓိပ္ပာယ်မတူဘူးနော်တရားမှုအဲ့ဒါကိုရောလို့မရအောင်အဲ့တော့အဲ့ဒီဘုရားတရားသံဃာပေါ်မှာမမှန်ကန်ကန်ကိုးကွယ်တတ်ပြီးတော့အာကိုးတော့ဘယ်သူပဲအာကိုးရကိုယ်ပဲအာကိုးရမယ်လို့ဘုရားကကိုမဟုတ်ဘူးလားတရားကတော့ဒီအတိုင်းမမှန်ဘူးလားဘာဖြစ်လို့လဲဆိုတော့တရားကကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးပေးတယ်ဆိုတာသူကနေရထိုင်ရင်လာပေးတာမဟုတ်ဘူးကိုယ်တိုင်လှုပ်ထားတဲ့ကောင်းတဲ့အကြောင်းရှိမှကောင်းကျိုးကိုရမှာလေနေရင်ထိုင်ရင်ပေးမှာလားကိုကလှုပ်ထားမှာလားအဲ့ဒါတရားကိုကြည့်လိုက်တော့လေကိုပဲအာကိုရမှာဟုတ်ပြီနော်ကိုလူတော့သွားလို့မရအောင်ရှင်ပြရဲ့ကိုအာကိုရမယ်အတူတူတော့ဘုရားတရားသံဃာကိုဘာလို့ကိုးကွယ်နေရမလဲတော့သွားလို့မရဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကိုအာကိုတတ်အောင်လဲဘုရားကဟောပြီးမှတို့ကမဟုတ်ရင်ပုဂ္ဂိုလ်မှာပဲလမ်းဆုံးနေငါပါကောင်လေမင်းပါကောင်လေပုဂ္ဂိုလ်အာကိုနေလေတို့ကတိလွဲပြီဟုတ်ပြီနော်အဲ့တော့ဘုရားကဟောတယ်ကိုအာကိုဆိုတော့ဘာဆိုတာကနံပါတ်1ကံရဲ့ဉာဏ်ရဲ့ဝရိယရဲ့ဒါကိုအာကိုရမယ်လို့ပြောတာသူ့ဘောင်းပဲနှစ်ပါးလဲဘာဖြစ်လို့၃ပါးဟောရတာလဲလို့မေးရင်၃ပါးလုံးအရေးကြီးလို့ဟောတာဟုတ်ပြီနော်အဲ့တော့ကံကြီးကိုပဲပုံအပ်ပြီးယုံမှတ်ပြီးတော့ဉာဏ်နဲ့ဝရိယအကျိုးကိုနားမလည်ဘူးအသုံးမချတတ်ဘူးဆိုလေဒီပုဂ္ဂိုလ်ကကာမဝါဒီဒိဋ္ဌိလို့ခေါ်တယ်မိစ္ဆာဒိဋ္ဌိဟုတ်ပြီနော်ကံကြီးတစ်ခုတည်းယုံလို့မရဘူးဉာဏ်ဝရိယအကျိုးရောမရှိဘူးလားရှိပါရဲ့ဥပမာပြောမယ်တောင်းစားဖြစ်သွားတဲ့ဂရေ80တတိသားကြားဘူးလားသူတို့ကံကတကယ်ပါရမီရှင်ရမကြီးတယ်အဲ့ဒီလင်မယားနှစ်ယောက်ကပထမအရွယ်မှာများတရားလုပ်ရင်းနဲ့ယောက်ျားကယဟန္တာဖြစ်မှာအမျိုးသမီးကအနာဂံတီမှာဟုတ်ပြီနော်အဲ့ဒီပထမအရွယ်ငယ်တုန်းမှာသူတို့တရားမလုပ်ဘူးစီးပွားလုပ်မယ်ဆိုရင်အဲ့ဒီတိုင်းပြည်ရဲ့ဒိဋ္ဌိကျဲသတိလင်မယားဖြစ်မှာဟုတ်ပြီနော်အဲ့တော့ပေါ်လွင်ယုံပြောမှာဆိုတော့အဆဆုံးမပြောတော့ဘူးသူတို့ဒီပထမအရွယ်တတိယအရွယ်ဒုတိယအရွယ်တတိယအရွယ်သရုပ်ထအရွယ်၄မျိုးလုံးမှာအခွင့်အရေးရှိတယ်စီးပွားရေးလုပ်ရင်လည်းသတိဖြစ်မှာတရားလုပ်ရင်လည်းတရားရမယ်ကံအထောက်ပံ့အပြည့်အဝရှိတယ်သူတို့နှစ်ယောက်ဒါမှမဟုတ်ပြစ္ဆုတ်ပံဉာဏ်နဲ့ဝရိယကအသုံးမကျတော့နောက်ဆုံးဘာဘဝနဲ့တည်တောင်းသားဘဝနဲ့တည်သွားတာအဲ့တော့မြတ်စွာဘုရားတောင်းသားဥလေများကိုမြင်တော့ပြုံးတာလေပြုံးတော့ညီတော်အာနန္ဒာမေးတယ်အရှင်ဘုရားဘာကိစ္စပြုံးတာလဲတခြားမဟုတ်ဘူးကမင်းရှိမြင်နေရတဲ့တောင်းသားဥလေမယားတကယ်တော့အဲ့ဒါဘုံရှင်ကံရှင်ပါရမီရှင်နေကံအင်မတန်ကောင်းတဲ့သူတွေဟုတ်ပြီနော်ဒါပေမဲ့ဘာကြောင့်တရားမရပဲနဲ့သရောင်းသားဘဝနဲ့တည်ရတာလဲလို့မေးဉာဏ်နဲ့ဝရိယအချိုးမကျလို့နားလျောင်လို့ပြောလိုက်အပေါင်းအသင်းမှားသွားလို့ပေါ့အဲဟိုမြတ်တာတုတ်ထဲမှာမြတ်စွာဘုရားကအတိဝနာကဘာလန်နဲ့လူမိုက်မပေါင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုယ်ကံဘလောက်ကောင်းကောင်းလူမိုက်နဲ့ပေါင်းရင်ကိုကျိုးနေနိုင်သေးလို့ရှင်းသလားဗျအဲ့တော့ဥစဉ်တိုက်တွန်းသွားတာကလူဒီထဲမှာပါတဲ့အဖေတွေရွယ်အမေရွယ်ဖိုးရွယ်ဖွားရွယ်လူကြီးသူမတွေလည်းမသိခင်လေးမှာဘုရားတရားသံဃာကိုမှန်မှန်ကန်ကန်ယုံကြည်မြတ်လို့ကိုးကွယ်တတ်ပြီးတော့ကိုယ်တိုင်မသိခင်မှာကိုယ့်ရဲ့ကံကိုယ့်ရဲ့ဉာဏ်ဝရိယကိုမြတ်မြတ်တတ်တာအသုံးချပြီးတော့သာသနာအမွေခံယူနိုင်အောင်ကြိုးစားတယ်မကြိုးစားတယ်ပြီးရင်ကိုယ်သားသမီးတွေကိုလည်းလောကအမွေပေးုံတော့မကြည်နဲ့သာသနာအမွေပေးနိုင်အောင်ဓမ္မအမွေပေးနိုင်အောင်လုပ်ပေးနိုင်မှဒါအင်မတန်ကျေးဇူးများတဲ့နန္ဒဂိုင်းဝင်ကျေးဇူးရှင်မိဘတွေဖြစ်သွားမယ်ဟုတ်ပြီနော်တကယ်အသိဉာဏ်ကြီးမားတဲ့
ကိုယ်တိုင်သာသနာအမွေခံထားတဲ့ပညာရှိမိဘတိုင်းကိုသားသမီးကိုသာသနာအမွေပေးနိုင်အောင်ကြိုးစားတဲ့မကြိုးစားတဲ့ခင်ဗျားတို့မျက်စိနှလုံးမိတ်လိုက်လို့လောကကြီးထဲမှာမရှိတော့ဘူးဆိုပါစို့ကိုချင်းသာကြည့်ဆင်ញင်ကြည့်လိုက်နော်ကိုမွေးထားတဲ့သားပြီးသမီးတွေကအကောင်းလောကထဲနဲ့တွေ့မိုးမမြင်လေမမြင်အောက်ခြေတွေလွတ်ပြီးကြံခဲ့မယ်တေချာနားထောင်နော်သူတို့မှာဘဝတွေအစဉ်ကြေပြီးတော့အောက်ခြေတွေလွတ်ပြီးမိုးမမြင်လေမမြင်ညာတောက်လိုက်စားလိုက်ပြောလိုက်ပါလိုက်ပြစ်ပြီးကြံခဲ့မယ်တကယ်လို့အစိုးလောကထဲနဲ့တွေ့တဲ့အခါမှာလဲဘိုင်းလဲပြီးမရှူနိုင်မကယ်နိုင်ဖြစ်ကြံရစ်ခဲ့မယ်ဆိုဘုံမျက်စိမိတ်သွားတဲ့မိခင်ဖခင်တွေကသိနိုင်တဲ့ဘဝများရောက်ရင်ကျင့်နိုင်မှာမလားဗျာအဲ့ဒါလေးတွေးအဲ့လိုဆိုကိုမရှိတဲ့နောက်ကိုသားကိုသမီးတွေကိုလောကရန်ဆွဲရနောက်မပါပဲနဲ့တက်တောင့်တက်တာလေးမယိမ့်မရိုင်ရင်ဆိုင်နိုင်အောင်လုပ်ပေးခဲ့ဖို့ကပတ်စံနဲ့မရလားရပါဘူးလောကရန်ဟိုစီးစိမ်ဥစ္စာယာရုအာဏာတွေနဲ့ဘလို့မှတက်တောင့်တက်တာရင်ဆိုင်နိုင်တဲ့အကြောင်းမရှိအဲ့တော့လောကရန်ကိုတက်တောင့်တက်တာရင်ဆိုင်နိုင်ခြင်းရင်ဘာနဲ့မှရလဲလို့မင်းတရားနဲ့မှရဘာနဲ့ရတယ်စဉ်းစားကြည့်ဗျာလောကကြီးမှာတရားလုံးလိုက်ရင်အကုန်အစဉ်ပြေသွားတယ်လို့မဆိုလို့ဘူးနော်သူ့မှာလည်းအကြောင်းရှိတဲ့အတွက်သူ့မှာလည်းကောင်းတဲ့အကြောင်းထောက်ပံ့ရင်အစဉ်ပြေတဲ့အကောင်းလောကရန်နဲ့တွေ့ကောင်းတွေ့မယ်ဒါပေမဲ့တရားရှိတဲ့အတွက်မိုးမမြင်လီမမြင်ဖြစ်เสียအကြောင်းမရှိအောက်ချီလွတ်ဘဝပြည့်เสียအကြောင်းလဲသဘောပါတယ်နော်အစိုးလောကရန်နဲ့တွေ့တဲ့အခါမှာလည်းအများပူဆွေးနေတဲ့အချိန်တရားရှိတဲ့သူကပူဆွေးတာသက်သာတယ်ဟုတ်ပြီလားဟဲ့အများမျက်ရည်ကျနေတဲ့အချိန်တရားလှုပ်ထားတဲ့တရားရှိတဲ့သူကမျက်ရည်တိမ့်နိုင်တယ်အဲ့ဒါဘာလဲတရားရဲ့အစွမ်းပဲပတ်စံနဲ့လည်းဖြည့်ရှင်းလို့မရဟုတ်ပြီလားခဏတို့ကျုပ်တို့ပညာရှိတဲ့မိဘမှန်ရင်ကိုယ်သားသမီးတွေကိုဘဝမှာလောက်ကင်စားဖို့စီးတဲ့ဥစ္စာတွေထားခဲ့လို့လည်းတင့်တော်သလိုလောကရန်နဲ့တွေ့တိုင်းလောကရန်ဆွဲရနောက်မပါပဲတက်တောင့်တက်တာရင်ဆိုင်နိုင်အောင်သာသနာအမွေတရားအမွေတွေကိုပေးဖို့တင့်သလားမသိဘူးလားခင်ဗျားတို့စဉ်းစားနိုင်အောင်တဲလွန်ကားတွေချပြသွားတယ်ပြီးရင်ကိုယ်ပိုင်ဉာဏ်နဲ့အဖြေထုတ်ခိုင်းတယ်အဲ့ဒါမှမှတ်မိတယ်ဟုတ်ပြီလားထားလိုက်ကံချင်းတူလို့အတူနေရတာတော့ဟုတ်ပြီအတူနေရတာဘာချင်းတူလို့ကံချင်းတူပါဗျာဒါပေမဲ့တယောက်နဲ့တယောက်ကဉာဏ်ချင်းမတူတဲ့အတွက်ဝရိယစိုက်တာချင်းကိုတူမလားတူပါဗျာသဘောပါသလားအဲ့တော့ကိုဉာဏ်ပူရှိတယ်ကိုပူပြီးသိတယ်ထင်ရင်ဘယ်လိုအခြေအနေမျိုးမှာပဲတွေ့ဘယ်လိုအတိုက်ခိုက်မျိုးနဲ့ပဲကြုံကိုကပြီးခံနိုင်အောင်လုပ်ရမယ်ဆိုတာမသိကြဘူးလားသိပါပါဗျာဒါမှဉာဏ်ကြီးတဲ့သူဖြစ်မှာပေါ့လူတိုင်းကောင်းကံကိုယ်စီနဲ့လူပြည်ကိုရောက်လာကြတယ်ဟုတ်ပြီနော်ပြီးရင်အဲ့ဒီဘဝမှာဘယ်လိုယက်တည်နေကြတာလဲလို့ဉာဏ်မီတဲ့လောက်ယက်တည်နေကြဘယ်လိုယက်တည်နေကြတာအဲ့တော့သူ့ရဲ့ဝရိယကလည်းဘယ်အလျောက်ပဲစိုက်ထုတ်တော့မှလဲလို့မေးရင်ဉာဏ်မီတဲ့လောက်ပဲစိုက်ထုတ်တော့မှသဘောပေါက်သလားတချို့ကြတော့လူဖြစ်လာမှတော့ကွာလူတန်းစေးစေးနေနိုင်အောင်လုပ်ရမှာပေါ့ဟုတ်ပြီနော်သားတွေသမီးတွေမယားတွေဇနီးတွေကိုလည်းမတောက်မတမကြောက်မကြထားနိုင်အောင်လုပ်ရမှာပေါ့လို့ဉာဏ်မီတဲ့လူကလည်းအဲ့ဒီသားရေးသမီးရေးစီးပွားရေးမှာနော်မကြီးမညူမမောမပန်းမလုပ်ဘူးလားသူကအဲ့ဒီအတွက်ဉာဏ်မီတာဟုတ်ဗျအဲ့တော့သူဝရိယကလည်းအဲ့ဒီဘက်ကိုစိုက်ထုတ်ရမှာဝမလီဘူးဟုတ်ပြီလားဘယ်သူမဆိုကောင်းတဲ့ကံလေးနဲ့တော့ဘယ်ဘဝရောက်လာအဲ့ဒီလူဘဝရောက်ပြီးတဲ့နောက်မှာနေ့တူကသွားလာလှုပ်ရှားဖွေစုဆောင်းနေသမျှသည်ဘာနဲ့လုပ်နေတာလဲဆိုကိုဉာဏ်မိသလောက်လေးဝရိယစိုက်နေကြတာဘာမိသလောက်လေးဉာဏ်ရင်းတဲ့သူကဒီအလုပ်ကောင်းတယ်လုပ်ပါလို့ပြောရင်လေကိုဉာဏ်လူတဲ့သူကကြိုက်ချင်မှာသဘောပေါက်လားကျုပ်ပြောချင်တာမြင်လား
ကဲဤကဲ့သို့ဗုဒ္ဓသာသနာနဲ့ဂျုံတို့မှာကိုယ်ဝေယမံဖြစ်တဲ့ဘုရားယရဏတရားယရဏသံဃာယရဏ၌ကောင်းမွန်မှန်ကန်စွာကိုယ်ွယ်တတ်ပြီး၍မိမိတို့ဤကံဉာဏ်ဝရိယတို့အပေါ်၌လမ်းမှန်ကမ်းမှန်အာဟုဓမ္မသာလျောသာသနာအမွေခံယူနိုင်သူတို့ဤကျင့်စဉ်ဖြစ်တဲ့ခိုင်မြဲသောသီလခိုင်မြဲသောသမာဓိခိုင်မြဲသောပညာကိန်း၍မိမိတို့ကိုယ်တိုင်သာသနာအမွေခံနေဖြစ်ကြပြီးတကားလမိမိတို့မျိုးဆက်ကိုလည်းဗုဒ္ဓဘုရားတို့ဤတူအနာတဝိန်သထေကြီးတို့ဤတူမိမိတို့မျိုးဆက်တို့အပေါ်၌သာသနာအမွေပေးနိုင်တဲ့ယောက်ျားကောင်းမိန်းမမြတ်တို့ဖြစ်အောင်ကြိုးစားကြပါလို့လိုက်လဲဆန္ဒပြုတိုက်တွန်းရင်ယနေ့ညာဟောတဲ့သေမဥခင်ဉာဏ်ဥအောင်လို့ဆိုတဲ့ဒေသနာဒီမှာပဲဏိဂုံကံပတ်အဆုံးသတ်ပါတယ်အလုံးဓာတုသုံးငိမ်ခေါ်တရားသိညာသို့